ရှေ့တိုးဝခက်နောက်ဆိုးဝခက်ဆုံးဖြတ်ခက်အခြေအနေများကြုံရတတ်ပါတယ်အမျိုးသမီးတစ်ယောက်ကြောင့်လည်းစိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်စကားပြောမှားတာစာရေးသားမှားတာစိတ်ရင်းစရာမှားတာမျိုးတွေသတိထားစေလိုပါတယ်စီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်လို့အတိုက်ခံအပြိုင်ဆိုင်တွေများနေတတ်ပါတယ်မိမိလူကျင်တဲ့အရာများကိုမိမိကိုယ်တိုင်ဖန်တီးယူမှလုပ်ယူမှရပါလိမ့်မယ်အတိုက်ခံတွေအပြိုင်ဆိုင်တွေကြားထဲကအောင်မြင်မဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့ဂျားလူအနှောက်အယှက်ရှိပါတယ်ဂျားလူကိုအကြောင်းပြုပြီးတော့စိတ်ပူစရာလေးတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံရတတ်ပါတယ်ပြက်မလို့ကွဲမလို့ဖြစ်တဲ့သူများကတော့မပြက်မကွဲပါဘူးသို့တော်လည်းပဲစိတ်ပူစရာလေးတွေရောထွေးနေတဲ့ကာလဖြစ်ပါတယ်အိမ်ထောင်ရင်းနဲ့ပတ်သက်လို့ကတော့မတရားကောင်းမတရားညံ့တတ်ပါတယ်အိမ်ထောင်ရင်းညံ့နေတဲ့သူများကတော့ပြန်ပြီးတော့ကောင်းလာမှုရှိနေပါတယ်ကောင်းနေတဲ့သူများကတော့မထင်မှတ်တဲ့ပြဿနာလေးတွေကြုံလာတတ်ပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ဆုံးရှုံးမလို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်ငွေကြေးအကြံစီများအဲ့တော့ပြက်မလို့ဖြစ်တဲ့ငွေကြေးအကြံစီများလည်းထပ်ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကအင်မတန်ကောင်းတဲ့ကာလကိုပြတ်တန်းမှာဖြစ်ပါတယ်ပညာရေးမိမိရည်မှန်းထားသလောက်အောင်မြင်ပါလိမ့်မယ်အကြီးအကဲဆရာသမားတွေရဲ့အကြံကောင်းဉာဏ်ကောင်းများယူပြီးတော့ဆောင်ရွက်မယ်ဆိုတော့ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်ကျမ်းမာရေးကတော့အပူလောင်တတ်ပါတယ်ချက်တော့ခါးနဲ့ပတ်သက်တဲ့ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါအကျိုးပေးထိကနန်းကတော့8ကဲ1ကဲ9ရဲပဲဖြစ်ပါတယ်အဲ့တော့ကံကောင်းစေတဲ့အယောင်တွေကတော့အနီရောင်အပြာရောင်အဝါရောင်တွေကံကောင်းစေတဲ့အယောင်တွေဖြစ်တဲ့အတွက်များများဝစ်စင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ကံကောင်းစေတဲ့ရေရာကတော့ဘယ်နည်းမဆိုမနက်8နာရီတိမှာအုံနှုတ်ခေါ်ဆိုတဲ့3ပကံအိမ်ဖျားမှာလှူပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအញ្ញံ့ခိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေအဲ့တော့စနေသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်းစေဗျာ